ကျောင်းစဖွင့်တဲ့နေ့မှာကျောင်းသူတွေကကျွန်တော်ကိုနောက်ပြောင်ဖို့ပြင်ဆင်ထားကြတယ်ဒါပေမဲ့ကျွန်တော်ကလည်းကြိုတင်ပြင်ဆင်ထားပြီးသားပါအဲ့ဒီအချိန်မှာပဲဒီဆရာတစ်ကအထင်သေးလို့မရဘူးဆိုတာသူတို့သဘောပေါက်သွားကြတယ်ဒါနဲ့ကျွန်တော်လှည့်လိုက်တာနဲ့သူတို့အားလုံးအောင်ပွဲခံပြောက်တွေဖောက်ကြတယ်ဒါပေမဲ့ကျွန်တော်ပြန်လှည့်ကြည့်လိုက်တော့ဘာမှမဖြစ်ခဲ့တယ်လို့ပဲအားလုံးကဟန်ဆောင်နေကြတယ်ကျွန်တော်ကသူတို့နဲ့စကားမများချင်ပါဘူးပြီးတော့အင်စာတွေဝေဖို့ပြင်လိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကျောင်းသူတစ်ယောက်ကအင်စာတွေကိုအမြန်ဆွဲယူသွားတယ်အဲ့ဒီတော့မှသူစာသင်ခန်းထဲမှာလိုလာစကိတ်စီးထားတာကိုကျွန်တော်သတိထားမိတယ်ဒီကျောင်းသူတွေကိုကင်တွယ်ရတာလည်းလွယ်မှာမဟုတ်ဘူးဆိုတာကျွန်တော်ချက်ချင်းသိလိုက်တယ်ဒါပေမဲ့ကျွန်တော်ထိုင်လိုက်တာနဲ့နောက်ထပ်ထောင်ချောက်တစ်ခုလည်းကျသွားပြန်တယ်သူတို့ကကလတ်ထိုင်ကိုကော်ရီတုတ်ထားတာပါကျွန်တော်အဲ့ဒီမှာလုံးဝကတ်သွားတယ်ကျောင်းသူတွေကရေမောကြတယ်ဒါပေမဲ့နောက်တော့လူတိုင်းရှိမှဘောင်းဘီစစ်ကိုဖြုတ်ပြီးချွတ်ဖို့ပြင်လိုက်တယ်မိန်းကလေးတွေကလန့်ပြီးတခြားကိုလှည့်ကြည့်ကြတယ်တကယ်တော့ကျွန်တော်ကအထဲမှာနောက်ထပ်ဘောင်းဘီတစ်ထည်ဝတ်ထားတာပါအတန်းစတော့မယ်လို့ထင်နေတော့မှပဲကျောင်းသူတယောက်ကမိပြတ်သွားပြီလို့ရုတ်တရက်អော်ပြောတယ်မိခလုတ်ကိုသွားစစ်မလို့နဲ့ကျွန်တော်ချက်ချင်းရှောက်သွားလိုက်တယ်ဒါပေမဲ့လက်ကိုမြှောက်လိုက်တဲ့အချိန်မှာတခုခုကိုရုတ်တရက်တတိယသွားတယ်ဒါနဲ့လှည့်ပြီးလျက်ကလည်းအိတ်တစုံကိုယူဝတ်လိုက်တယ်ထင်တဲ့အတိုင်းပဲခလုတ်ကိုစစ်ကြည့်လိုက်တော့အပြင်းနဲ့လျက်စစ်ရှော့ကခလုတ်မှာစောင့်နေတဲ့အဲ့ဒီထောင်ချောက်ကိုရှောင်ပြီးရဲ့နောက်ကျွန်တော်ပို့ပြီးယုံကြည်မှုရှိလာတယ်ဒါပေမဲ့မြေဖြူခဲကိုကောက်ဖို့ကုန်းလိုက်တဲ့အချိန်မှာကျွတ်တကောင်ကကျွန်တော်လက်ပေါ်ရုတ်တရက်တက်လာတယ်ကျွန်တော်လန့်သွားပြီးမိန်းကလေးကျောင်းသူတယောက်စီချက်ချင်းပြစ်ပေါက်လိုက်တယ်ကျောင်းသူတွေကကျွန်တော်ရဲ့တက်တိကြောင်မှုကိုရေမောကြတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှပဲနောက်ထပ်ကျွတ်တကောင်ကိုဆွဲထုတ်လိုက်တယ်ကျွန်တော်လက်ထဲကကောင်ကတကယ်တော့သူတို့ရဲ့ကျွတ်တူပါအဲ့ဒီတော့မှအဲ့ဒီကျောင်းသူကသူ့လက်ထဲကကောင်ကကျွန်တော်ပြင်ဆင်ထားတဲ့ကျွတ်အစ်စ်ဆိုတာကိုသဘောပေါက်သွားတယ်အဲ့ဒါကကျောင်းသူအားလုံးကိုချက်ချင်းလန့်သွားစေတယ်စာသင်ခန်းတစ်ခုလုံးရုပ်ရုပ်တဲတဲဖြစ်သွားတယ်။အော်တန်တွေကြောင့်ကျောင်းအုပ်ကြီးတတိထားမိသွားတယ်ကျွန်တော်ဘာမှမလုပ်ဘူးလို့ရှင်းပြဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ကျွက်ကကျောင်းအုပ်ကြီးကိုပါလန့်စေခဲ့တယ်။သူမကကျွန်တော်လက်မောင်းထဲကိုတန်းပြီးခုံဝင်လာတယ်။ကျောင်းသားတွေကဒါကိုမြင်တော့ချက်ချင်းဝမ်းသာအားရအော်ဟစ်ကြတယ်။